ဈေးကောင်းပေးတဲ့ client ရဲ့ကောင်းတွေကိုဘယ်လိုဆွဲဆောင်မလဲမင်္ဂလာပါကျွန်တော်ကို is ပါပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ရှောင်ရမယ့် client တွေအကြောင်းကိုပြောခဲ့ပြီးပါပြီဆိုတော့အခု designer တိုင်းလိုချင်နေကြတဲ့ပတ်စံလင်မှန်အလုပ်လင်းလေးစားတဲ့ client ရဲ့ကောင်းတွေကိုဘယ်လိုရအောင်လုပ်မလဲဆိုတာပြောပြပါမယ်မှတ်ထားရမှာက client ရဲ့ကောင်းဆိုတာလိုက်ရှာနေုံနဲ့မရပါဘူးသူတို့ကတကယ်အရေးချင်းရှိတဲ့သူ professional ကြားတဲ့သူစီကိုပဲလာတာပါသူတို့ခမရစီလာအောင်ဆွဲဆောင်နိုင်မဲ့နီလန်၃ခုရှိပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အဲ့ဒီနီလန်၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ် Premium Client တွေကိုရွေးချယ်လာစေမဲ့အချက်၃ချက်နံပါတ်၁စီးပွားရေးစကားပြောပါဈေးကောင်းပေးတဲ့ client တွေကဒီဇိုင်းလာတာတစ်ခုတည်းအတွက်နဲ့ပတ်စံမပေးပါဘူးသူတို့ကရားလက်အတွက်ပတ်စံပေးတာပါဒါကြောင့်သူတို့နဲ့စကားပြောရင် font တွေအယောင်အတွေအကြောင်းပြောမဲ့အစားဒီဒီဇိုင်းကရောင်းအားကိုဘယ်လိုမြင့်စေမလဲ brand ရဲ့ယုံကြည်မှုကိုဘယ်လိုမြင့်တင်ပေးမလဲဆိုတာမျိုးပြောပါခင်ဗျားဟာပုံဆွဲသူမဟုတ်ပဲသူရဲ့ business partner တယောက်လို့ဆွနေပါနံပါတ်2ခင်ဗျားရဲ့အလုပ်လုပ်ပုံကိုစနစ်တကျချပြပါဈေးကြီးတဲ့ brand တွေဟာလုံခြုံမှုကိုဝယ်ကျင်ကြတာပါဒါကြောင့်ခင်ဗျားစီမှာတိကျတဲ့အလုပ်လုပ်ပုံအဆင့် workflow ရှိကြောင်းပြပါစာချုပ်ချုပ်မယ် deposit အရင်ယူမယ်တိုင်းလက်အတိအကျပေးမယ်စရာတွေဟာခင်ဗျားကိုဈေးပေါ်တဲ့ designer တယောက်မဟုတ်ဘဲ professional တယောက်ဖြစ်သတ်မှတ်ပေးသွားပါလိမ့်မယ်နံပါတ်3နယ်ပယ်တစ်ခုမှာကျွမ်းကျင်သူဖြစ်ပါအကုန်လုံးတတ်တဲ့သူကဈေးပေါ်ပါတယ်တခုတည်းကိုထူးချွန်တဲ့သူကမှဈေးကြည့်တာပါဥပမာဒီဇိုင်းဆိုရင် social media design logo design ဆိုတဲ့ပုံစံမျိုးနယ်ပယ်တစ်ခုကိုအပိုင်ကိုင်းပါအဲ့ဒီနယ်ပယ်ကလုပ်ငန်းရှင်တွေဟာသူတို့ရဲ့အကြောင်းကိုကောင်းကောင်းနားလည်တဲ့ခင်ဗျားကိုတခြားသူတွေထက်ဈေးပိုပေးပြီးတော့ခင်ဗျားကိုယုံကြည်စွာနဲ့ဒီဇိုင်းလာအပ်ပါလိမ့်မယ် client ကောင်တွေဟာခင်ဗျားကိုမဆက်သွယ်ခင်မှာခင်ဗျားရဲ့ social media နဲ့ portfolio ကိုအရင်လေ့လာကြပါတယ်ဒါကြောင့်ခင်ဗျားရဲ့ page ခင်ဗျားရဲ့ portfolio ဟာတည့်ရစွာရှိနေပါစေအနှစ်သာရရှိတဲ့ဗဟုသုတတွေမျှဝေထားပါခင်ဗျားကိုယ်တိုင်က professional မကြပဲ professional client တွေကိုမျှော်လင့်လို့မရပါဘူးကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ value ကိုအရင်မြင့်တင်ထားရင်ဈေးနှုန်းဆိုတာနောက်ကနေအလိုလိုလိုက်လာပါလိမ့်မယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် client ကောင်းတွေစီကအလုပ်ရဖို့ဆိုတာကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့စိတ်တက်ကိုအရင်ပြောင်းလဲဖို့လိုပါတယ်ခင်ဗျားတို့ရော client ကောင်းတွေစီကအလုပ်ရဖို့ပဲအချက်ကိုပြင်နေပြီလဲဆိုတာ comment မှာပြောခဲ့ပါအောင် see you